အနေလို့မအောက်သားစုကလောနော်စာပြီးသူပြန်ပြီးတော့ဟိုပြောခဲ့ရှင်တယ်မအောက်သားရဲ့ကလေးကဆိုတာဟိုတခုခုထမ်းမှန်းပဲနော်တီလျာပါလားထမ်းမှန်းပဲနော်ဝါတီလျာဒီမှာဟိုအင်္ဂလိပ်လိုပြောတော့ surprise ဖြစ်ရဲ့ပေါ့အဲ့မဲ့ကလေးကလာတော့ surprise ဖြစ်ရဲ့ဆိုတာထားဘူးအင်္ဂတန်ကိုဝါဆိုမျိုးဖြစ်ရပါမျိုးဖြစ်ရတဲ့သဘောနော်ဟိုအင်္ဂလိပ်နဲ့နီးစပ်ပြောတော့ surprise ဖြစ်ရဲ့ပါဒါပေမဲ့ခါလီကကလာဆိုလည်းဟိုနည်းနည်းဆိုးတဲ့ဘာနဲ့ကြည့်မယ်ဆို shocked ပုံစံမျိုးပေါ့ရုပ်တရက်ကိုမှင့်တယ်ရပါမအောက်သားရဲ့ပုံစံမျိုးပြောပြီးတကူကူထမ်းမှန်းတော့ပြင်လိုက်ကွာငါအမကြီးပြင်လိုက်စမ်းမအောက်သားပြီရုပ်တရက်ထမ်းမှန်းပဲနဲ့တကူကူပြင်လေတကူကူသိလိုက်ရဝါမအောက်သားပြီမိဝေးဒီမျိုးမှာဒီမျိုးကိုပဲမှာဆိုတော့ဘယ်လေးမှာမအောက်သားရဲ့ဆိုပြောမယ်တတ်ထုံနေမလားတတ်ထွာလေးကွဲမလားမသိဘူးအိမှာပါနော်ပြောရဲလူကြီးမိပါလေးပြောရဲမအောက်သားရဲ့မအောက်သားပြီးနေပြီရုတ်တိဆောအားပြီးတော့ကျွန့်သွားပေါ့ကျွန့်သွားရုတ်တိကျွန့်ပြီးတော့မအောက်သားပြီအမျိုးတည်းမှာသုံးပဲရိုင်းကလည်းပြောမယ်ဆိုခါလေးကတော့ကွန်ပါတွေ့မယ်ဆိုတော့ surprised ဖြစ်ရပါရဲ့ရလည်းကပြောနေမှာဝါမျိုးရုတ်တိကျွန့်သွားကဲတော့ပြောမယ်ဆိုတော့မင်းတယ်ပြီးတော့ဒီမျိုးဖြစ်ရပါနည်းနည်းသာအပြူသဘောမဆောင်ပဲဗာနည်းနည်းသာဆိုးပါနေမှခင်မဲဆိုတော့အဲ့လိုတော့ပြောဆို shock ပေါ့ကျွန့်လို့လာဘူးတရားအမျိုးမားလိုမျိုးလဲသူကဖြေရနိုင်တဲ့အနေအထားမျိုးရှိတာအဲ့တော့မအောင်တာတဲ့ကားလို့တော့အမျိုးနေရာမှာဟိုပို့ပြီးတော့သဝဲစံမျိုးဒီထမီရနော်လူကြီးကလည်းပြောရဲကိုကြီးဒီလဲတကူကူထူးဆန်းရဲဟိုရုတ်တရက်ကျွန့်သွားတော့မထမ်းမှာပဲသတိဖြေရပြီးမှရုတ်တရက်တအားကိုဟိုလူရုတ်တရက်ကိုရလည်းပြောနေဆိုရင်လည်းဝါလိုမျိုးဖြေရနေရာမှာသဝဲပါလို့မအောင်တာတဲ့ကားလို့အမုန်းနေရာမှာလည်းသဝဲပါအဲ့တော့နော်ကားလုံးတစ်ခုကတော့အာဇာလို့ပေါ့အမှတော့လိတ်တွင်မြတ်ပြီအာဇာလို့ဆိုတော့ဟိုကာလီကလည်းအာဇာလို့ကားလို့ထဲပြီးသုံးရပါလိတုတ်ပြေအဲ့တော့ဒီအာဇာလို့ဆိုတာတော့ဟာဒီတဲ့ပဲသူတပြည့်တက်ကန်းလေးမှလည်းတက်ကန်းလေးနာပါတာပြီးပူပြောပါအဲ့မဲ့တက်ကန်းလေးနာမြတ်တဲ့မော်ပေါ့ကာလီကဆိုသူ့ရဲ့အောင်စာလုံးဒီကာလီကဆိုချိုလူကြီးလေးနာနဲ့အဲ့လိုလူကြီးလေးအပြူမှုလေးနာပါတာပြီးလည်းပြောရှင်လည်းပြောရပါလောဘောကဲပုံနဲ့ဆိုတော့အာဇာလို့ဆိုတာတော့လိုင်းမိတ်ကြီးလူကြီးလေးအာဇာလို့ဆိုတဲ့ဒီဘက်သူရဲ့ဒီဘက်ဒီတိကလကလာဟဲသောဆိုလို့မျိုးဆိုတာဒီကလဒီဘက်လောကိမသိအဲ့မှာကျွန်တော်ခံစားရအာဇာလို့ဆိုဟိုရတာခုံးမယ်ဟိုတကူကူဟိုလောပဲပြောရဲဟိုလားလောကိပြောဆိုဒီမှာကလာတော့ဟိုကိုမလဲမှုပါပါအဲ့အာဇာရင်းပြောရဲလူကြီးလေးပြောအာဇာရထားပါနာအာဇာလို့ရဲတကူကူလောဆိုတာလူလေးလောက်ပြရှင်းစီများဒါကြိုက်တာတော့ attention ရှာပုံစံမျိုးပါလားလောက်ပြရှင်းစီများနေဒါပြီးဆိုတွားရဲပါလားပြီးကိုမောလောက်စမျိုးမှာခိုင်ခါဆိုလောက်ပြရှင်းစီလေးများနေပြီလို့ရတယ်လားဟိုဟာသာလိုဒီခဲလိုလဲမောကွန်လိုခဲလိုလဲမောဝင်တာဟိုအမျိုးလဲပဲပါလားအဲ့ဒါကတော့အိမ်မှာတော့ပြောရှော့ကြီးပေါ့ရှော့ဆိုတကူကူစားများရဲများနေရတာရှော့ပေါ်ရှော့ဖြစ်နေပြီနော်ရှော့နာအာဇာထားဝနာအာဇာလူပြီးလို့တက္ကန်းလေးပြောလိုက်လို့များလေလောက်ပြရှင်းတက္ကန်းလေးခုရဲလုံနေလားလို့ပြောတယ်လို့တကူကူကိုရှိမှမျိုးလောက်ပြရှင်းအတန်းရှင်းလို့ရှင်းတဲ့ခါမှာခလေးကကလာအာဇာလူပြီးလို့ဒီ behavior ကဒါကောမပုံမှန်တည်းအတွက်ဟိုလောဦးစမျိုးမှုပဲနော်ဟိုတာမတာပို့ပြီးတော့လောက်ပြရှင်းကြိုက်ပြရှင်းဒါတကူကူအမမျိုးပါလားဟိုဟာတာသဘောမျိုးလဲဆန်းရှင်းမဲ့ခလေးကကလာဆိုရွယ်ပြီးလောဦးစမျိုးလဲခလေးကလည်းဖြစ်ရှင်းဖြစ်မဲ့ပါလားအဲ့အမစားကိုချုပ်ငုံပြီးတော့ကြားပြီးပြောမှဆိုအာဇာလူပဲဟိုတက္ကန်းတရောဒီဘုံတရောဒီပေါ့တက္ကန်းကခလေးကလူကြီးလဲမျိုးပဲခလေးကကလာဆိုပါငေါကြိုင်လေးပေါ့သူတွေငေါကြိုင်လေးမျိုးပဲပါတော့ဟိုလုတ်ပြထားရပါလားရတယ်ဟာလူလေးထန်ကြည့်အောင်လူလေးရတယ်ဝင်လည်းဖြစ်အောင်လုတ်ပြထားအနေမှာလည်းသုံးနိုင်ရပါသုံးရမယ်ဆိုလို့သုံးရဆိုခဏသုံးနိုင်အမျိုးနေမှာလည်းသုံးကြည့်အာဇာလို့ရအာဇာထားပါနဲ့အာဇာလို့လို့ပြောပြတာလည်းရှိရပါအဲ့တော့မှာတော့အာဇာလို့ရဆိုတဲ့ကာလို့ရသဘောပါနော်ကြံနေမှာတော့အာဇာလို့ဆိုကာလို့မျိုးနေမှာသုံးမယ်မလို့ရမှာတော့
ကျွန်တော်လေး3 နေ့ကြာဟိုဒီဘယ်ကိုပြောခဲ့ကြတာပါနော်အဲ့လိုဟာနောက်ထပ်တစ်လုံးဟာနောက်တစ်လုံးကလာပဲဒီကွန်စီရဒီကွန်စီရကလို့တော့ဟိုဟိုဟဲ့နေမှာ3 နူးဆိုတာဒီကွန်စီရကလို့တော့ခုနရှေးမှတော့မအောင်တာလို့ပြောမအောင်တာဆိုရှေ့ပြန်မအောင်တာဆိုတော့ဝါဆိုပြီးတော့ကျွံဝါတာများတယ်ဒီကွန်စီရဆိုတာတော့ခုနကျွံဝါမြတဲ့ပုံနဲ့တော့အဲ့ခါလေးအဲ့လိုပြောတော့ action ပေါ့အခုကိုတုံ့ပြန်နေတာပါလားအဲ့တော့ big consi ဆိုတာတခုခုရတဲ့ထီလာချောချစရာကောင်းတော့ကြုတ်ရပြီဒီမှာလုံပြီးလုံရတခုခုလုံလိုက်တာပေါ့လုံလိုက်တဲ့အရှိပေါ့နော်အရှိနော်လုံလဲရတယ်တကယ်ကိုစကအတိတတိရှိနေပြီတခုခုတုံ့ပြန်လိုက်တဲ့မျိုးမဟုတ်လားရတယ်ကြော်မိနော်ကြော်မိရတယ်ဟိုတအားကိုအဲ့လိုပြောတယ်ပေါ့ negative နဲ့ပြောတအား shock ဖြစ်ရပြီးဒီမှာခန္ဓာကိုယ်ကတအားတုံ့ပြန်လိုက်ပုံစံမျိုးဒီမှာရမှန်းသိမလားလုံပြီးလုံရတဲ့ပုံစံမျိုးနေရာမှာဘေခွန်စီလို့ပြောတယ်သူတပြေဝါလေးမှာကျွန်တော်လေးအငယ်တို့ကကြားရတာဥမာပေါ့ဥပမာဆိုတော့သူကဆိုပါဆိုတရားရောသူချော်စားလိုက်တရေသူထမ်းအရာလေးကြော်သွားတယ်ပေါ့နော်သူမဟုတ်ကိုရှိမှတခုခုချော်ချစရာကောင်းတော့တယ်သူမဟုတ်သီလာရှင်စရာကောင်းတယ်လီပလတ်လွာရှင်စရာကောင်းတယ်တခုခုကြုတ်ရပါဖြေရလေးကြုတ်ရတယ်နော်ကျွန်တော်ကျော်ဖလာဟွက်တာရတယ်ကျော်စကောင်းသွားတယ်ကြုတ်ရပြီဒီမှာရတယ်ပလိခါလာမျိုးဝီလန်မျိုးပလေလာဆိုပါဆိုတခုခုဖြင်းနေရနဲ့အီကိုအီပဲအဲ့မဲ့ဟမျိုးအီရောလာမှန်းစီရမယ်ညခွန်စီပြီးရဘူးတော့မျိုးနေမှာကြော်ပြီးရဆိုတာသူမဟုတ်တခုခုဝီလာပြီးဆို3 နေမှာပြောကြတယ်ပြေခွန်စီပြီးတော့အီရောလာရဲ့ဟမျိုးလို့ပြီးလာမှန်းမသိရဆိုရင်ဟာမီမတော့ရဲ့အဲ့ကလေးကကလာတော့လေတအားကိုဆိုပါဆိုတရေချော်ရဲသူမ accident ဖြစ်ရဲသူတခုဒီအိန္ဒိယလေးမှာအောင်ဆိုသုတ်ကြီးရဲပါလေအဲ့တော့ဘေခွန်စီရဲဆိုတာလေငါလေးသုံးရဲအဲ့တော့ခမျိုးနေရာမှာမျိုးသုံးရဲဆိုတာမျိုးပြောတော့ကြော်ရဲတခုခုကျွန်တော်လေးချော်ချစရာကောင်းရဲရတဲ့ကြော်ခွက်လာဝဲတာရဲတွေးလာစရာကောင်းရဲသူတွေဟာမျိုးမှာကိုမထန်ပဲနေရာမှာသူတပြည့်တော့ဘေခွန်စီဆိုnegative နေရာမှာသုတ်ကြီးတာအဲ့တော့ဘေခွန်စီပြီးတော့ plan ရောလားမျိုး plan ရောလားမှန်းတယ်အေးတခုခုဖြေခီမှာရတဲ့ကြော်မီလာကြော်မီလာပါလာပလေးလာရဲ့မျိုးဖြေမှန်းပြီးအေးရောလာမှန်းတယ်မျိုးဖြေplan ရောလာမှန်းသိရဆိုမျိုးပါစက်ကယ် accident ဖြေညခန်းစားကြော်ပြီးတော့စက်ကယ်စီလာရဲ့အတန်းရလိုက်တာမျိုးရောလာမှန်းတော့သိရဘေခွန်စီပြီးတော့ဘေခွန်စီရစမျိုးကြော်ဖတ်လာဖွင့်ယူနီထမှာ3 နှစ်ကြီးရပါလေအဲ့မဲ့ဒီဘက်လောရမှန်းတော့မသိအဲ့မဲ့မျိုးသုံးရပါလားဘေခွန်စီဆိုတော့ဘေခွန်ယူစီလာဆိုတဲ့ literal meaning ပြောစားမှာနော်လူလေးတန်စားဆိုမျိုးပို့ဆမ်းမယ်ဆိုတော့ခြံရပါလားဆိုတော့ဘေခွန်စီဆိုတဲ့စလို့လဲနော်လေးမှာဟိုထူးဆန်းပါလေလားကန်လူနာလိုက်တရေပါသားပလန်ဆိုတော့ဒီဘက်မှရလေပြောရှင်းလာတာမျိုးစမ်းပါလေဒီထားမျိုးရှိရပါလေနော်ဆက်လို့တလို့လောဘေးဆွေးလေးနော်ပြောပြစာလီတာရောစာလီတာတော့နည်းနည်းရိုက်ပြီးတော့ပြောချိုးလဲစာလီမီကိုတန်လို့ပြောနော်ဆိုလဲစာလီစာပဲပေါ့နော်နော်ချိုးလဲဆိုပဲရတာခေါ်စာလီဆိုဒီမာတာတန်စားကိုခွန်မာရဲ့တကူကူဆိုပြောလူလေးနာစာချက်ပါလို့ရွဲပါရွဲပြီးတော့လူလေးကိုလုကလာပြောရဲလူလေးကိုကျေရမတ်ဒီနာတကယ်ကလာဖျားပြောရဲပေါ့လူစာလီစာပဲတာရဲလူစာလီတာစာလီမီခိုတန်မာခွန်မာရဲ့အမျိုးသဘောတရားမျိုးပို့ဆံရမှာအမှားတော့ကျွန်တော်နားလဲသားကိုပြောခဲ့ကြတာစာလီတာကိုသုံးနေကြမှာဝလူတရောသိလူနာလော်ကီတဲ့ကပြောပြီးမှလည်းကြောညင်းတနာသူများနာဝခတာမပြောပဲနာတကူကူဆိုကိုလုကလာပြောရဲပါနော်လူကအမဲကြောပြောနေသူဖလူကျွန်းပြောမဲ့သူများဖလူပြောနေသူအမဲကြောပြောမဲ့ပေါ့မျိုးဇီပေါ့လူလီနာလော်ကီဆိုရောဝမ်းမှုမရအစဒီမှာမလူပဲတော်တော်စာလီတာတကူလောဆိုလည်းကြောပဲချင်းနေခိခေါမှန်ဝဲတာရှော့လုံးပုံစံတူလဲခါလေးခါပေါ့ပြောရင်မအလွယ်စာလီတာစာလီစာပဲတာခါပြောရစာလီတာမှာရဲပေါ့အဲ့လိုလေးနာအမျိုးနည်းမှာလဲစာလီတာလို့ပြောတယ်စာလီလို့ပြောတော့တတဝါရဲ့အကွန်ပေါ့တတဝါစာလို့တဲ့တတဝါရဲ့ဟိုအင်္ဂါကိုပြောထားလားမသိရဆိုလည်းပြောစာလီမီခိုတန်ပါစာလီကမာကိုပါမီခိုတန်လဲကြာခိုတန်လဲဆိုတော့တအမဟာပေါ့တော့စာလီနဲ့တန်စားသလားမသိရအောင်စကလုံးရရင်းအဲ့ဖြစ်လာမှတော့မသိရမယ်ခုလေးခတ်မှတော့လူလေးဒီခါပြောခီမှာ
ဟိုလိုကလာတားရဲ့တို့ထုကလာထမ်းနိုင်ရဲ့ဟာဟိုသူရဲ့အပြူမူးလေးလည်းကျပဲဟိုအများရဲ့လက်လျောညီထွေးမှုမရဘူးဒီမှာလူတန်သွားရဲ့လူတော့မြင်မြင်သုတ်ပါဘူးခါပြောစားဆာလိတန်ဆာလိစာပဲဖြစ်ဆာလိမီကိုတန်လို့ပြောရဲပေါ့လေဟိုစားလဲကျပဲရိုက်သလိုရှိပြီမလားဟိုသူကေညာပဲလူလေးသုတ်တယ်မျိုးမှာဆာလို့တလို့ဖြစ်ပါဘူးဆိုတော့အနေတော့အမောင်ဆာလို့ကြုံအောင်ဟိုပြောကိစုကြီးမှာပဲအမြင်အမှုမြင်တော့နော်လေရာကိစုကြပြပါတကူပြောစားဆိုစားရှိနေကြပြူစဲလေးဘိုးကြီးတီးစဲလေးရှိနေကောက်မှန်မှာရေးပြီးမေတ္တာရက်ခံပါရဲ့အဲ့လိုကျေးဇူးတင်ပါ